Hello ကျမတို့ရဲ့ petition လေးရဲ့တနေ့တာလေးရဲ့ဖြတ်တန်းပုံကိုလိုက်ကြည့်ပါဦးဆက်လိုက်လိုက်အဲ့လိုရှင်းလိုက်လက်ဆောင်လေးခုပဲစီးတွေဝယ်ဆရာရှိတာဝယ်ပြီးပြီဆိုတော့ကျမတို့ခု ocean ပေါ်တက်မယ်ပေါ့နော်အမှသူကကိတ်ရွေးနေပါတယ်ဘာရွေးနေလဲဒီဘူးကိတ်ရွေးတယ်ပြီးတော့ဒါကတော့ munition ကျွေးရဲ့မလာထန်လေးဖြစ်ပါတယ်ရှင်နှစ်ပွဲပါအရင်စားလို့ကောင်းပါတယ်ရှင်ကျေးဇူးလည်းများကြီးတင်ပါတယ်ဒါလေးကတော့ munition လေးဖြစ်ပါတယ်အခုကတော့စားပြီးတောက်ပြီးသွားပြီပေါ့နော်စားပြီးတောက်ပြီးတော့စကားလေးပါလေးပြောနေပါတယ်ရှင်ဒါတော့ကျွန်တော်တို့မြင်ရတဲ့ view ပါတောင်ထဲနေနဲ့အရင်လောက်ပါတယ်ဒါတော့ဘေးကခိုးနှကောင်ပေါ့နော်တီးနေပါတယ်ပြီးတော့ကျွန်တော်တို့နောက်ထပ်တနေရာသွားဖို့တိုင်ပင်ကြရပေါ့နော်မတော်ခင်မှာနှခမ်းနေဆိုးပါတယ်ပြီးတော့ဒါတော့ကျွန်တော်တို့နောက်တနေရာဆက်သွားဖို့ခီးဆက်နေပါတယ်မတော်ခင် ocean ထဲမှာရှိတဲ့မန်လေးကိုတစ်ချက်ဝင်ရှိုးခဲ့ပါတယ်ရှင်တော့ keyboard လောက်တော့ပါပြီဒါတော့ကျမတို့ရဲ့ပင်နိုင်ဆိုင်တချင်းယူပေးသူပါမရနာမီပလန်သွားရဲပြီးတော့ကျမတို့မြန်တက်ရှာဝဲပေါ့နော်လို့အဲ့နဲ့ကျမတို့ပြန်လာခဲ့ပါတယ်အောင်ပြန်လေးမွေးနေ့ရှင်ပြသွားပါတည်းပြီးတော့ကျမတို့ပြန်လာတယ်Bye bye, see you in the next video.